အမျိုးတွေမြန်ပြောကူမပြောချင်ငိုင်းကိုလေဒုက္ခတဲ့စကိုင်းကြနေလာလိုက်ကြတာဟော့တရနဲ့လုံးလုံးငါတို့မကြီးဟဲဦးလေးတို့အေးအော်ထိုင်ငါတို့ဦးလေးတို့ဘယ်ကနေလှည့်လာကြဘယ်မှလှည့်မလာပါဘူးငါတို့မကြီးရှိပဲဆိုင်ဆိုင်မဲတန်းလာတာဘာလာလောက်ကြငါတို့မကြီးရဲ့ရွာမှာစီးပွားမဖြစ်ဘူးလေအဲ့တော့မြို့တက်ပြီးစီးပွားရေးလေးများလုပ်မလားလို့အဲ့ထဲမှာရင်းနှီးကုန်ပါတယ်အဲ့ဒါအော်အဲ့ဒါမြန်ဦးလေးကလည်းကြိုပြီးပြောမဟုတ်တူမကြီးကလားကြိုပေးမှာဗောပေးနောက်ပြီးတော့ရှိသေးတယ်ငါတို့မကြီးရဲ့နင်းညမလည်းတင်တန်းတက်ချင်လို့ငါညီမဘာတင်တန်းတက်ချင်လားကိုရစကားဘောတင်တန်းနေမှာအဲ့ဒါမှအိုပါရီစကားလာပြောလို့ရှိရင်ပြန်ပြီးတော့ညင်းလို့ရမှာအိုးရွေးချက်တော်တော်ကြီးမှာပဲနော်ဒါနဲ့ဦးလေးကဘာစီးပွားရေးလုပ်မလို့တော့မြို့မှာဆိုရင်လေဘားတွေတို့ကလပ်တွေတို့ဖွင့်มาလားဒါမှမဟုတ်ဟောပေါ်ဆိုင်ဘာကြီးဖွင့်ကျင်လို့လားငါတို့မကြီးပြောတယ်ဘာတစ်ခုမှဦးလေးနားမလဲဘူးဒီမကြီးအော်အဲ့ဒါတွေကဒီမြို့မှာဆိုရင်တော်တော်လေးစီးပွားဖြစ်တဲ့အလုပ်တွေလေဦးလေးရဲ့ငါတို့မကြီးပြောဦးလေးတစ်ခုမှမသိပါဘူးကွာအဲ့အကြောင်းအဖေကိုပြောပါရဲ့တော်တော်သုံးပါလို့ခဏပြောနေရပေါ့အခုတော့အဲ့ဝီဒီယိုဟောင်းချင်းနောက်ထောင်ပြီးတော့ခက်ကနောက်ကျနေပြန်ပြီနင်တို့ပြောလဲခံရတော့မှာပဲဥမာပါတဲ့ရင်းနှီးလေးနဲ့ဈေးဆိုင်လေးဆိုင်တော့ဖွင့်ကျင်တာဦးလေးတို့ကအရင်ဒီဘယ်လောက်ပါတော့ငါတို့မကြီးကင်ထားတဲ့အိမ်လေးဥခဏပေးပါဦးဥပါတဲ့ရင်းနှီးလေးပြကျင်လို့ဒီမျိုးတွေကတော့လှုပ်ချလိုက်ပြီဘယ်တော့မှကောင်းကျိုးမပေးအေးပါလုံးအကြောင်းလေးသိသွားပြပေးရပါဦးလေးပါတဲ့ရင်းနှီးရဒါတွေပဲဒူမကြီးဦးလေးပါတဲ့ရင်းနှီးရဒါတွေပဲဒူမဦးလေးတို့မှလေပါလာပစ္စည်းတွေကဒီလောက်စုံနေမှာတော့တူမကြီးကိုယ်တိုင်ပဲလေအစားဆုံးလိုက်လုပ်ပေးမယ်နော်လောလောဆယ်ကတော့လေဦးလေးတို့လည်းခီးပန်းနေရဆိုတော့ဒီနေ့တရက်တော့နာနာနေနေလေးနေလိုက်ကြအောင်မနေ့ပြန်ချပြီးတော့အကောင့်ထဲပေါ်ကြပါပေါ့ကောင်းပါရင်ငါဒူမကြီး The next day လုံးငါတို့မကြီးဦးလေးတို့မနှက်စာစားဖို့အတွက်ဘာတွေပြင်ထားတော့အဖေမယိုလည်းမတွေ့ဘူးဖေးသွားနေရလည်းမတွေ့ဘူးအေးအဖေတို့မနှက်စာစားဖို့အတွက်သွားဝယ်နေတယ်မှာဘောငါသမီးရဲ့ဒီမှာဘာစားရလဲမသိဟာဖေးသူကမနဲ့စားသွားဝယ်ရမဟုတ်ဘူးဒီမှာတော်တော်စားထားခဲ့ရဖက်ကြည့်ပါဦးဒီစာလေးနဲ့တူမကြီးလုံးနှုတ်ဆက်ခဲ့ပါတယ်ဦးလေးတို့ကြီးတူမကြီးလည်းလေအမျိုးတွေမသိရဲ့နေရာတစ်ခုကိုပြောင်းသွားပါပြီအိမ်လားကကျန်တဲ့အကျွေးတွေကိုဒီနေ့လာတောင်းမှာဆိုတော့ဦးလေးတို့ပဲကြည့်ရှင်းလိုက်ကြတော့နော်အမျိုးတွေဆိုရင်လေကြောက်လွန်းလို့လာလဲမနောက်နဲ့နောက်လည်းမလာပါနဲ့တော့လုံးရေဒီနေ့အိမ်လားကပေးမယ်လို့ပြောထားတလားပြည့်ပြီနော်